ကဘာပေါ်မှာရေမိုးတွေရွမ်းချနေချိန်မှာစက်ကြဝဠာရဲ့တခြားတနေရာမှာတော့တကယ်စိန်ခဲစစ်တွေမိုးရွာနေတယ်ဆိုတာသင်ယုံနိုင်ပါသလားဒါဟာစိတ်ကူးရင်ပုံပြမဟုတ်ပါဘူးကျွန်တော်တို့နေအဖွဲ့အစည်းရဲ့အေယာမဂြိုကြီးတွေဖြစ်တဲ့ Jupiter နဲ့ Saturn ပေါ်မှာတကယ်ဖြစ်ပျက်နေတဲ့ဖြစ်စဉ်တစ်ခုပါအဲ့ဒီဂျိုတွေရဲ့လေးထုထဲမှာရှိတဲ့ကာဗွန်တွေဟာပြင်းထန်တဲ့လျှက်စီးမုန်တိုင်းတွေကြောင့်မီးသွေးမုန်တွေဖြစ်သွားပါတယ်အဲ့ဒီအမုန်တွေကဂျိုရဲ့အတွင်းပိုင်းကိုကြာဆင်းသွားတဲ့အခါအလွန်ပြင်းထန်တဲ့ဖိအားနဲ့အပူချိန်ကြောင့်ကျွန်တော်တို့တန်ဖိုးထားရတဲ့စိန်ခဲလေးတွေအဖြစ်အနမကန်ပြောင်းလဲသွားတာပါခံမှန်းချက်တွေအရစေတန်ဂျိုကိုမာတင်တစ်နှစ်ကိုစိန်တန်ချိန်ထောင်ကျော်လောက်မိုးရွာချနေတာပါဒါပေမဲ့ဝမ်းနဲ့ညာကတော့အဲ့ဒီနေရာအပူချိန်ကအယမ်းမြင့်မာလို့ဒီစိန်တွေဟာနောက်ဆုံးမှအရေးပြောပြီးစိန်ရေပင်လယ်ကြီးတွေဖြစ်သွားတတ်တာပါပဲတကယ်လို့တင်တာအဲ့ဒီဂျိုတွေဘောကိုရောက်သွားခဲ့ရင်ဘေးပတ်လဲမှာပြန့်ကျဲနေတဲ့ဒီစိန်ခဲတွေကိုငေးကြီးကိုတောင်အချိန်ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့စိန်မိုးတွေနဲ့အတူတင့်ကိုစက္ကန့်ပိုင်းအတွင်းအမှုဖြစ်သွားစေနိုင်တဲ့အလွန်ပြင်းထန်တဲ့ဖိအားနဲ့ကဘာတဲ့အစပေါင်းများစွာပူပြင်းတဲ့အပူချိန်ကစောင့်ကြိုနေလို့ပါပဲ။ဒီတော့ဒီလောက်တန်ဖိုးရှိရဲ့စိန်တွေကြားမှာတင်တာဆိုရင်စိန်တွေကိုပဲမှတ်မောမိမလား။ဒါမှမဟုတ်ဒီငရဲခိုင်းတဲ့ကနေအသက်ရှင်ဖို့ပဲကြိုးစားမလား။ကွန်မန့်မှာတင်းရဲ့အမြင်ကိုပြောခဲ့ပါအောင်။ဒီလိုထူးဆန်းပြီးကြောက်မက်ဖွယ်အလှတရားတွေကို The Deep Space Lab နဲ့အတူဆက်လက်ရှာဖွေလိုက်ပါ